အစိတ်ရုပ်ရှင်ဇာတ်ကားကြီးထွေလာကို reaction လုပ်ပါမယ်ခင်ဗျဒီအစိတ်ရုပ်ရှင်ဇာတ်ကားကြီးဟာရည်စရာဟာတာကားလည်းမဟုတ်ပါဘူးတရေကားလည်းမဟုတ်ပါဘူးဒရာမာကားဖြစ်ပါတယ်ဒီဒရာမာကားကိုကြည့်ပြီးတော့ပညာယူတတ်ရင်တော့ပညာယူတတ်စရာအတွေးအခေါ်တွေစကားလုံးတွေအများကြီးပါဝင်ပါတယ်ဒီအစိတ်ရုပ်ရှင်ဇာတ်ကားကြီးမှာအဓိကတရုပ်ဆောင်များကတော့ကြော်ထက်အောင်ကြော်ထက်စော melody အေဝီတောင်းနဲ့နန်းစုဦးတို့ဖြစ်ပါတယ်ညစ်တယ်ဆိုမဖြူတော့လို့ပေါ့ကွာငါတို့ဘဝတွေမဖြူတော့ဘူးလေလောဘတွေလိုရင်ဆန္ဒတွေလောဘတွေလိုချင်တတ်မှတ်မှုတွေရမဲ့ဇောတွေများလာရင်လူတွေကဒုက္ခရောက်ကြတာပဲဒီကားကိုကြည့်ပြီးတော့သင်ခန်းစာယူသင့်တယ်လို့ကျွန်တော်ထင်တယ်ရမတ်စုံတွေနဲ့ငါတို့ဘဝတွေညစ်သေးကုန်ပြီလူဆိုတာကိုယ့်ဘဝနဲ့ကိုယ်ပဲတချို့ကမြေကြီးကြိုက်တယ်တချို့ကကောင်းငင်ကြိုက်တယ်နေကြိုက်တဲ့နေရာမှာနေနေလေကောင်းငင်တက်ချင်တဲ့လူတွေတော့ဆွဲမချတယ်ငါတို့ရှုံ့ပေးမှာကျန်းစုကိုပြောတာအမှန်ပဲလူတွေကမှောင်နေတော့အမှားအမှန်ကိုမမြင်နိုင်ဘူးပေါ့ဒါကလူလောကရဲ့ဓမ္မတာပဲလို့ကျွန်တော်ထင်ပါတယ်လောကကြီးကငါတို့ပဲမှားနေတာသူ့ပဲမှန်နေသလားဆိုတော့တချို့အစိတ်တွေကလည်းတိတ်ချိုတော့အစိတ်တော်တော်များများတော့အပြင်မှာလှပတယ်ချိုမိနေဒါပေမဲ့တဖြည်းဖြည်းနဲ့ဆိုင်းနဲ့လူအသက်ဆုံးတဲ့လူဖြစ်တာပဲဒါစိတ်ကိုစိတ်မှန်မသိတော့လဲတောင်းမိကြမှာပေါ့ကဘာတို့ကမပိုင်ရင်ဘာမှမလုပ်အဲ့တော့ငါဘာပဲရရင်တက်နင်တော့သူ့လိုဘယ်တော့မှမလုပ်ပါဘူးလို့ငါ့ကိုကြိတ်ပေးပါမမင်းကိုချစ်လို့ပေးရလေမင်းတို့ပြန်ချစ်ပေးရနေချင်လေတဲ့ပေါ်ပါလို့တဲ့ခေါင်းထားလို့ရင်ခေါင်းထားလေကားတဲ့လေတိုင်းငါကိုအတော့ချပြီးတော့ရှုပ်တဲ့ဆိုခေါင်းထားအဲ့လိုအတက်ကကြီးကြီးမိမတယောက်ကနင်လိုအတက်ခက်ငယ်ကောင်လေးတယောက်ကိုဦးညီချင်းနဲ့ပန့်ပိုးကြတယ်ဆိုတော့ဒါဟာတာပဲလေနင်တို့အသေးကြရပဲကပါစီးစို့ဟာလို့ရမလားနင်ကအခုလိုဖြစ်အောင်နေကောင်ကလူတွေကရိုက်လွတ်လိုက်ကြတာလေဟမ်အားလုံးကရဲစခန်းမှာတန်းစီအဖို့ခွင့်ပြီးထောင်ချပြတယ်အဲ့တဲ့တရုပ်ဆောင်မြို့တန်တာတော့လည်းဝါရင်တပါရင်မင်းသမီးကြီးဆိုတော့အထူးပြောကြရမလို့တရုပ်ဆောင်တော်တော်ပြီးပြင်ပါလေမရဘူးပြန်ထောင်းကောင်မတွေစီကခြုံဝယ်ဆိုလို့ရှိရင်လေနိုင်လေးဖုန်းလောက်လေးနဲ့ကျင်းနဲ့ตาရမလေးနဲ့နွားရဲ့ဟဲ့ပြောနေရကြဒီလိုအမိမျိုးတွေလောကမှာတော်တော်များများရှိတယ်သူတို့သားသမီးကိုဆုံးမရမယ်ဆိုတာမြောက်ပေးနေတာသူတို့သားသမီးကပိုဒုက္ခရောက်တာဒီဇလန်မှာအေဝီတောင်းရင်တရုပ်ဆောင်ကိုကျွန်တော်အကြိုက်ဆုံးပါပဲတော်တော်ပြင်းနဲ့အရန်တရုပ်ဆောင်တော့ကောင်းတယ်လို့ကျွန်တော်ထင်ပါတယ်နှစ်ယောက်စလုံးရဲ့လူရင်ဆန္ဒကထပ်တူမကြတော့အဲ့မှာဒုက္ခဆရောက်တော့စားပြီးနားမလဲဝါပြီးထွေးတော့အဲ့ဆိုလမ်းမေးကိုရပဲဝယ်စားလိုက်တတောင်းစားဘာသွားစမ်းမှာခမရောက်ကျွန်တော်မချစ်နိုင်ပါဘူးလက်မထနိုင်ပါဘူးလို့ဘယ်နှခါပြောရမလဲကြော်ထက်အောင်မင်းမလက်ဒီရှိကပတ်စံယူတော့ဒီစကားမျိုးမပြောဘူးအခုတော့ဒီစကားမျိုးပြောပြီးပါကွာယောက်ျားတယောက်စီကလိုချင်တာမရဘူးအစိတ်ကပ်တပ်ဖို့ဝင်လေဆုံးမကောင်းမဒီခန်းကိုသုံးသပ်ပြမယ်ဆိုတော့နန်းစုပြောတဲ့စကားလုံးကတော်တော်အဓိပ္ပာယ်ကျယ်ပြန့်ပါတယ်ယူတတ်ရင်တော့သင်ခန်းစာအများကြီးရနိုင်ပါချင်းတကူနေပါဖြစ်လာလဲဟာစကားကိုအေးဆေးပြောမှာပေါ့ဘာလို့လက်ပါရတာလဲနင်တို့ယောက်ျားရင်မဟုတ်ဘူးလားမရှက်ကြဘူးလားနင်တို့ဆောင်ကအရင်ရှက်တယ်ဒီနေရာမှာဇလန်းရကြော်ထက်အောင်ပြောသွားတဲ့စကားကတစ်ဖက်သက်မိဘကိုဗလိန်လုပ်တယ်လို့ထင်သူ့အနေနဲ့သူတခြားတစ်ဖက်ကနေပြီးတော့သူစူးစမ်းလို့ရနိုင်ဟုတ်ငါတို့ယောက်ျားပေါ့ရောင်းစားတယ်ချူတယ်ပိုင်းတယ်ဟာဘာလို့လဲသိလားငါတို့ဘာရဇီးကိုငါတို့မိဘတွေကငါတို့ဘာမှမလုပ်ပေးနိုင်အဲ့တော့ငါရှိရငါရောင်းစားတယ်ဟာဘာဖြစ်အနည်းချုပ်ပြောမယ်ဆိုရင်တော့
ဒီအစိတ်ရုပ်ရှင်ဇာတ်ကားကြီးဟာအရန်ကြည့်ကောင်းမဲ့ပညာပေးကားလို့တော့ကျွန်တော်ထင်ပါ